ချမိတ်ဆွေတငယ်ချင်းအားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီနှစ်ကိုကိုကြီးအောင်ကိုကိုကနေတော့နှုတ်ဆက်လိုက်ပါတယ်နော်ကျွန်တော်ရဲ့ချမိတ်ဆွေခုံလက်တုံညာနဲ့ကတွဲရှင်းပါလားမတွဲရှင်းရင်တုံညာနဲ့ခုံနဲ့တလုံးရှင်းမယ်ဒါမဲ့ကျွန်တော်တုံညာယူပြီးတော့ရှစ်နဲ့ကပ်ပြီးတာတုံညာရှစ်ပေါ့နော်ငါတုံညာ38အခွေပေါ့နော်ဒါမဲ့ခုံတုံညာလောက်သွားတယ်ခုံတုံညာဒဲစင်ပါပြီဒါမဲ့ငါတုံညာနှစ်ခုဆိုတဲ့အခွေရှိပါရဲ့လို့အပီးခွေမှာနော်အပိုင်ခွေကခုံတုံညာ85တဲ့အပီးခွေက9တုံညာနှစ်ခုနော်အပိုင်ခွေက10တုံညာခွန်9နှစ်ခွေပေါင်းပြီးတော့တုံညာခွန်တပတ်စာကတ်မှာကျွန်တော်အမှတ်ချက်ထားပေးတယ်နော်ကဲဟိုတချို့တရားတော့လဲအာယုံများတော့မရဘူးပေါ့နော်တဏှာနေဟိုထိုးတီထိုးဆိုပြီးတော့နောက်ပြီးတော့ကျွန်တော်လဲခွန်ကလည်းအားနေဆိုပြီးတော့ဒါမဲ့ကျွန်တော်ပေးပတ်ထားတယ်နော်မနက်မှာဘာဖြစ်လို့10ခွန်1ချိန်ရှိတာကို10ခွန်က1ချိန်ရှိတဲ့အတွက်ကြောင့်နော်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပေးပတ်ထားအားမငယ်နဲ့မရတဲ့သူတွေ9တုံည38ဆိုတဲ့အခွေစင်းကိုစင်းမှာ9တုံည38အခွေနော်စင်းကိုစင်းမှာနော်ဒါမဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်အခုတော့မှားခဲ့မယ်တပတ်စာလုံးမှာနော်တောက်ကြနေထိ9တုံညပရိတ်ကို9ပရိတ်တုံညပရိတ်ကိုတတိထားပါအားလုံးစင်ပြေကံကောင်းပါစီဘိုင်ဘိုင်နော်9တုံည38အခွေကိုနော်ခွေထားပါ